နဲ့တော့မိုးလင်းနေပဲထားရအောင်မယ်ကဲခုမှထမှာဘာလို့လဲတော့ကောင်းလည်းမသိညနာတော့သိရအောင်မယ်ဒါနဲ့ဒီနေ့ကြတော့မှာပဲကောင်းကြီးရတော့ကိုပဲတာရနေရပဲလားထားလိုက်ပါတော့လေလားရင်ဆုံးတော့ရေချိုးကောင်းရှုံမျက်နှာတက်လောက်လိုက်အောင်မယ်ကဲမျက်နှာလေးတက်ပြီးဆိုတော့ရေချိုးလိုက်ပါအောင်မယ်ကဲရေချိုးဖို့အင်ကြီးလေးလေးပြီးတော့ဆိုရေချိုးတော့နည်းနည်းပဲချိုးတော့မယ်ဆောင်းနဲ့ဆိုအရန်အေးတယ်တော်ပြီခန်းနဲ့ပဲပြန်ဝင်တော့မယ်အရန်အေးတာပဲကဲအင်ကြီးလေးမယ်ဟဲငါအရင်လှပါပြီဒါဆိုရှင်အပြင်သွားပြီးနက်ဆာစားလိုက်အောင်မယ်နက်ဆာဘာမှမစားရသေးဘူးဆိုတော့အရင်နေစားနေပြီကဲအပြင်ထွက်ပြီးသွားဝင်လိုက်တော့မယ်ဟဲဒါနေငါရဲ့မိုင်းလိုမအောင်ငါအဆမ်ကျူရသေးဘူးပဲမိုင်းလိုမရဲ့နီးအဆမ်စားရသေးဘူးလား喵喵ဟဲဆမ်စားရည်လေလမ်းကြမှာငါဝယ်လာခဲ့မယ်နော်အခုတော့ငါလည်းအစတော့စားလိုက်အောင်မယ်သူ့ကျွေးဖို့နေတာငါတော့စားစရာမရှိဘူးအဲ့ဒါကိုပြေးစားရအောင်မယ်အခုသွားလိုက်အောင်မယ်ကားနဲ့သွားတာပိုကောင်းမယ်လို့ထင်တာပဲဒီဘက်ကနေပြီးတော့ cherry ကတ်ဆိုင်မှာစားတော့လေးပါလေးဝယ်စားလိုက်မယ်ပြီးကြမှာယူမာကတ်ကိုသွားမယ်ယူမာကတ်ကနေမှာပဲယူမာကတ်ကနေမှာပဲအိမ်ကိုပြန်လာလိုက်တော့မယ်ယူမာကတ်မှာလည်းဝယ်စရာလေးပါလေးရှိသေးတော့ယူမာကတ်ကိုပဲသွားတော့မယ်ကဲရပြီဝေးမယ်လို့ထင်ကြရနေလေးပဲဒါနဲ့ငါပတ်စံအိမ်မပါလာခဲ့ဘူးဘယ်လိုလုပ်ရမလဲကြံစမ်းအကြံနေထုတ်စမ်းရပါတယ်ငါမှဖုန်းပါတာပဲ KB နဲ့ရှင်းလိုက်လို့ရတယ်အဲ့ဒါလေးသိနေလို့လေဘယ်တော့ဖုန်းကိုအမြဲယူလာတာထဲထဲမှာမထိုင်တော့ပါဘူးပြင်မှာပဲထိုင်တော့မယ်ပြီးဆုံးမှထိုင်နေလည်းမကောင်းဒီမှာပဲထိုင်တော့မယ်ကဲစားလိုက်မယ်ဒီကိတ်ကအရန်စားလို့ကောင်းတာပဲ happy ပဲသူက chocolate နဲ့လုပ်ထားတာဆိုတော့လေတော်ရုံတန်ရုံတော့အချိုတွေတော့ရမမြောက်ဆိုတော့လေ easy ပဲပေါ့ငါတို့လိုမျိုးချိုရမ်းကြိုက်တဲ့သူတွေအတွက်ကြတော့ဒါလေးကတိတ်တော့မကောင်းပါဘူးကဲစားပြီးဆိုလေပြန်တော့မယ်ယူမကကိုခါရဲဝင်ရတော့မယ်တငယ်ချင်းတွေနဲ့လည်းမတွေ့ရအောင်ကြာနေပြီဒါပေမဲ့လည်းသူတို့ကကြာတော့တင်းနှောင်းပြအောင်တက်တယ်လေငါတင်းနှောင်းပြအောင်တက်ရအောင်အေးပေါ်တင်းနှောင်းပြအောင်တက်ရတော့လေသူတို့နဲ့ဘယ်တွေ့ရပါမလဲသူတို့လည်းသူတို့လှုပ်ရှိနေမှာပါဒါပေမဲ့လည်းထားလိုက်ပါတော့ကဲယူမကကိုပြီးလို့ရှိရင်ဝင်ရမယ်မေ့မနေနဲ့မေ့နေမှာကြောက်လို့ကဲယူမကဆန်ခါရပဲဝင်လိုက်တော့မယ်ကဲဝင်လိုက်တော့မယ်ယူမကကိုဟယ်လိုမင်္ဂလာပါမရေယူမကဆိုင်ကနေပြန်လဲကြိုးဆိုလိုက်ပါရမပါလေးများလို့ချင်လို့လည်းမသိပါဘူးရှင်။အော်ညီမလေးအမလေးဒီလားကျွန်တော်တော့မလို့ချင်ဘူးညီမလေးကြောင်စာလေးလို့ချင်လို့နော်အမရဲ့အိမ်ကလေမိုင်းလိုလေးရလေဒီလားအဲ့ဒါလေးသူကြောင်စာလေးကိုလေဒီလားဟိုလိုမျိုးရိုးကြောင်စာဆိုမစားဘူးသူအထုပ် ready made လေးနဲ့လေအဲ့လိုဟာလေးကြတော့စားလို့အဲ့ဒါလေးရနိုင်မလားလို့လေညီမလေးကိုစီလာဝဲရလောက်တယ်လို့တော့ထင်တာပဲနော်မဆင်လေးထဲမှာတော့ကြည့်လိုက်နော်ညီမလေးဟုတ်ကဲ့ဟုတ်ကဲ့အမချမ်းသာလေးဝယ်မယ်လူစားလေးဝယ်မယ်ဆိုလိုက်ရှာရအောင်မယ်ဒါရီကတော့ထောပတ်တွေကိတ်မှုတွေပါညာပေါ့ငါမတဲ့ရဲ့စားစားတွေကများနေငါချောင်းကလေးစိုးတက်တည်းရင်ကလေးချက်တက်တည်းရေခဲမှုတွေဆိုလို့ရှိရင်စုံနေရပဲစားကြလိုက်တော့ဒါပေမဲ့ငါနဲ့မတည့်
တင်ကျင်ဘူးတွေတို့အချိုရည်တွေဆိုလို့ရှိရင် Oh my god အရင်စားချင်တာပဲဒါပေမဲ့ခောက်စိတ်ပြုတ်တွေပဲဝယ်လိုက်ပါတော့မယ်ခောက်စိတ်ပြုတ်ထုတ်တွေဝယ်မယ်ငါတက်တာရောလိုလားတော့မသိဘူးဒါပေမဲ့အော်ဒီမှာကြောင်စာတွေ့ပြီကြောင်စာလေးလည်းယူလိုက်အောင်မယ်အောက်ကကဲကြောင်စာလေးလည်းယူလိုက်အောင်မယ်ကဲဒါရီကုံလုံးကမလေးစီပဲတော့ရှင်းလိုက်တော့မယ်ကဲဒီမလေးဒါရီကုံလုံးမရှင်းမယ်နော်ဟုတ်ကဲ့ပါအမကြီးဝယ်ယူအားပေးရတဲ့ကျေးဇူးတင်ပါတယ်နော်မဟုတ်ကဲ့ညီမလေးဝယ်ရတာလေမိုင်လိုတွေပါတင်းတွေဝယ်ပြီးဆိုပြန်လာပြီပစ္စည်းလေးတော့ချလိုက်အောင်မယ်ကဲပစ္စည်းထားပြီးသွားပြီဆိုတော့အမလည်းလုပ်ဆရာမရှိတော့ပြီးတော့ပြင်စရာပဲဟဲ့ဒီကြည့်ကားရလိုက်လိုက်တာငါ့ကိုအမေမွေးနေ့တော့လက်ဆောင်ပေးထားပဲငါမှတ်မိရောအမေကဒီလိုချတော့လေငါ့ဘောမှာကောင်းပါရဲ့လေဒီလိုမျိုးအိမ်ကြည့်ကားအမေကိုရိုင်းမျိုးလိုက်ရမြအောင်လုပ်နိုင်တာဆိုတော့လေထိုင်နေပြန်တော့လေပြင်းလိုက်တာမှလည်းလို့ဆမ်ရှိအော်ဒါနဲ့ငါရဲ့အရင်တော့ဝတ်ဆောင်လေးဘယ်လဲငါရဲ့အရင်တော့ကာဝင်လေးဒီစင်ဒရလာကာဝင်လေးဝစ်ပြီးရောအိမ်ထဲမှာတယောက်ထက်စော့ကြည့်ရအောင်ဟယ်လိုဟုတ်ပြောလေယတိဘသူလဲအော်အေးငါဟဲ့ဒီနေ့လေးဒီလားငါတို့ရလေမြို့ရဲ့နားလေးမလေးဒီလားပွဲတော်ရှိရဲ့အဲ့ဒါကာပွဲကိုတက်ရမှာမလို့လိုက်ခဲ့လာခဲ့အောင်လေကာပွဲကိုဘလို့ငါ့ကိုမနှက်ကြရဘာလို့အကြောင်းကြားတာလဲဟဲ့အကြောင်းကြားဖို့မိသွားလို့ပါဟဲ့အခုကြောင်ငါဘလို့လာလို့ရမှာလဲဟဲ့ဘာလို့လာလို့မရတာလဲနေတယောက်ထဲပဲမဟုတ်ဘူးလားဟုတ်တယ်လေဟဲ့ဒါပေမဲ့လည်းငါအခုလိုအချိန်ဘယ်လိုပြင်ဆင်ရမှာလဲနင်တို့ကပွဲတော်အောင်ရောက်နေပြီငါအခုမှပြင်ဆင်အယူမကြီးဖြစ်နေမှာပေါ့ဟဲ့မဖြစ်ပါဘူးဟဲ့အခုချစ်ချင်တာလာခဲ့သီလားကားမောင်းပြီးလာခဲ့တကယ်ချင်းတွေအများကြီးစောင့်နေမယ်ဟုတ်ပြီလားဟဲ့ဒါနဲ့ကာပွဲကဘယ်နိုင်တော့ဟဲ့ကာပွဲကလေနိုင်ဒီပိုင်းနဲ့တော့တတ်မှတ်ထားတယ်ဟဲ့ညဘက်ပေါ့ဘလို့ညဘက်ဟဲ့လားဟုတ်တယ်လေဟဲ့ဘလို့ဖြစ်လို့ငါညဘက်ကိုလာလို့ရပါမလဲငါတယောက်တည်းကြောက်တယ်ဟဲ့မကြောက်ပါနဲ့ဟဲ့ငါတို့အိမ်မပဲနေလိုက်အိတ်လိုက်ပေါ့ဟဲ့အေးပါဒါဆိုလို့ရှိရင်တတာတော့ငါမြင်ပြင်ဆင်လိုက်အောင်မယ်ဝါတကယ်ကာဝဲရှိရရဲ့လားပြောပြီလေဒါဆိုလို့ရှိရင်လူတိုင်းကငါ့ကိုမြင်အကုန်အန်အော်ဖြစ်သွားအောင်လို့စင်ဒရလာပုံစံနဲ့ဝတ်ပြလိုက်ပြီပြင်ဆင်မယ်ဝါငါလီစင်ဒရလာဝတ်စုံလေးနဲ့ရလာတာပဲကဲဒါဆိုလို့ရှိရင်အမြန်သွားတော့မယ်ကဲငါခုတော့သွားတော့ကဲပွဲတော်ကတော့ဝေးရောမဟုတ်ပါဘူးဒီရှိနေဆိုလေကာပွဲကဘလောက်တောင်ပြောစရာကောင်းလိုက်မလဲနန်းတော်ရောက်လာပါပြီဟာဒီမှာကနေကြရလူကြီးအများကြီးပါလားနန်းတော်လည်းရောက်လာပြီဝေါလူတွေအများကြီးပဲဝေါဟေးတငယ်ချင်းတို့ရေဟဲ့နင်းလာပြီလားဟုတ်တယ်ငါလာပြီအေးဒါကပွဲကြီးပဲလေနင်းကိုပြောတဲ့အတိုင်းပဲဒီမှာကနေကြရလူကလည်းအများကြီးပဲဟုတ်တယ်တော့အများကြီးပဲလူတွေကလေဟုတ်တယ်ငါတို့ဒီမှာလေးသူကရီးစရာလာလှုပ်ပြရတယ်ငါလည်းရီးနေရအေးပါဟုတ်လက်ကမယ်လေဟဲ့ကားချတာပေါ့
Hey, nhà lại đã nên này ngồi rút bia ảo lý. Hey, nhà lại số hi bà đi hey, nhà giờ lại dám mong đi bà. Hey, không đâu để lại mới bia ảo mà hey. Ê, cái nó lâu cả bị bia chả mày lý. Ý bà. Cái ngồi rút ra thôi bia ảo lý. Ý bia mày là. Hey, đã nè liu, quá nè ghẻ là. ဟုတ်တယ်ဟဲ့ငါတို့ပဲပါတယ်ဝါဝါလေသူကသူ့ကိုလည်းပါတယ်ပြီးတော့သူ့ရဲ့တငယ်ချင်းသူ့ရဲ့အကိုဘက်ကတငယ်ချင်းတွေလည်းပါတယ်ဆိုတော့သူကနေခဲ့တာဟဲ့အိုးငါတော့မသိပါဘူးဟဲ့ဟုတ်တယ်နေမသိလဲမသိချင်စရာပဲလေငါတို့ကသူတို့ရင်သွားနေကြတာဆိုနေအကုန်သိရပေါ့အေးလေငါတော့ပဲသိပါမလဲဟဲ့လာမြင်လားဟိုရှိမှာငါကားထိုးထားရင်တော့မြင်လားအေးလာပြီကဲဒါဆိုငါတို့အိမ်ပြန်ကြမယ်ယေးဟဲ့ဒီနေ့ကပွဲအရန်ပြုတ်ဖို့ကောင်းတာပဲနော်လူတွေလည်းအများကြီးရှိရဲ့ဟဲ့ဒါပေမဲ့ဟဲ့ဒါကလေဒင်နာညစာစားပွဲရဲ့ကပွဲမလို့လာတော့မသိရောအရန်ကြီးတော့လူမစုံပါဘူးဟဲ့ညနေပိုင်းလောက်ဆိုမှလူကတော်တော်စုံတာနော်သူကဟဲ့ဘယ်လိုပြောရမလဲ rose ပါတီပွဲနဲ့ flower ပါတီပွဲနဲ့ဘယ်သူပါမလဲမဟုတ်လားဟုတ်တယ်ဟဲ့မတူတကယ်ကိုမတူဒါပေမဲ့ဒီပါတီပွဲနည်းနည်းပပတော့ဒီပါတီပွဲကနည်းနည်းပပတော့လူရှုပ်တယ်ဟိုလူနေတယ်ဟဲ့ဟုတ်တယ်အားကြောင့်လို့ငါတို့တွေပြန်သွားလို့ရှိရင်အဲ့မှာတော့ဘူးမှမရှိတော့တော့ဟဲ့ဒါပေမဲ့လည်းပါတီပွဲတချင်းကလည်းစုနေတော့မဲဟဲ့ငါနင်းတို့အိမ်နေလိုက်ပို့ပေးခဲ့မနော်အော်အေးလိုက်ပို့ပေးခဲ့ခဏနေအောင်အရင်ဆုံး Alice ရဲ့အိမ်ကိုအရင်ငါလိုက်ပို့ပေးမယ်ဟေးဒါဆိုဘိုင်ဘိုင်နော်ကဲအခုတော့ငါတို့က Alice ရဲ့အိမ်ကိုပို့ပြီးတော့အဲ့ဆိုအန်နာနဲ့အိမ်ကိုငါလိုက်ပို့ပေးမယ်နော်ဟဲ့ငါအိမ်ထျောင်မငါအိမ်ကအရန်ဝေးတယ်ဟဲ့နင်ကငါအိမ်ထျောင်လိုက်ပို့ပေးအောင်မလို့လားဟဲ့ပွိုင်းရတယ်ဒီမှာစောင့်နေရတယ်ကြည့်အောင်ကားဖြစ်လမ်းမှာလေတော်တော်ကိုမှောင်နေဟဲ့လိုက်ဖို့လေလိုက်ဖို့နေပါနဲ့ဟဲ့ဘာလို့မလိုက်ဖို့ရမှာတော့အေးအန်နာဟဲ့ရပါရဲ့နိအိမ်ကိုငါလိုက်ဖို့ပေးလိုက်မယ်နော်ပြောမရလဲလှုပ်ရပါရဲ့ဟဲ့ဒါဆိုငါတို့ဘိုင်ဘိုင်နော်အန်နာအေးလာချယ်ရီဟဲ့ငါနိအိမ်ကိုပို့ပေးဖို့ပဲလိုတော့ရယ်နော်ဟုတ်ပါရဲ့ဟဲ့ငါအရင်ဒီရှိနေမှာရတယ်ချခဲ့လိုက်အေးပါကဲသူတို့တွေအားလုံးရဲ့အိမ်ကိုပို့ပြီးတော့အဲ့ဆုံးငါလည်းအိမ်ပြန်တော့မယ်ကားထိုးလိုက်တော့မယ်ငါအိမ်ရတော့နည်းနည်းဝေးတယ်ကဲအိမ်ထဲဝင်တော့မယ်ကဲငါ့ကိုတန်ရှင်းမှုတွေအကုန်လုံးပြင်ဆင်အောင်ကြီးချိုးလိုက်တော့မယ်ကဲတနေ့ကုန်မိတ်ကက်တွေလူးထားတာဆိုတော့လေရေလေးပါလေးမျက်နှာလေးပါလေးတစ်ပြီးချိုးလိုက်တော့မယ်ရေတော့အကြာကြီးမစိမ့်တော့ဘူးတော်တော်အေးတယ်ကဲအင်ကြီးလဲတော့ကဲဝစ်စားလဲပြီးသွားပြီလိုဒီရဲ့စကားလေးရဲ့နမရတော့ယမင်းရဲ့တနေ့တာပဲဖြစ်ပါတယ်ရှင်ဒီစကားလေးကိုကြိုက်တယ်ဆိုလို့ရှိရင်တော့အကောက်ကလေးကိုပေါ့နော် like and subscribe လေးလုပ်ခဲ့ပြီးတော့ကြိုက်တယ်ဆိုလို့ရှိရင်တော့ခေါင်းလောင်းလေးအများနဲ့နှိပ်ခဲ့ပေးပါပဲရှင်နောက်ထပ်ဗီဒီယိုတင်နိုင်လည်းသိရအောင်လို့ပါရှင်ဒါဆိုလို့ရှိရင်နောက်ထပ်ဗီဒီယိုတင်နိုင်အောင်လို့ဗီဒီယိုလေးကိုလည်းအဆုံးထိကြည့်ပေးသွားတဲ့ချင်းစီတိုင်းအောင်လည်းအားလုံးကျေးဇူးတင်ပါတယ်ရှင်ဒါဆိုလို့ရှိရင်နောက်ထပ်ဗီဒီယိုတိုင်းကိုလည်းတက်ကြည့်ဖို့အတွက်မျှော်လင့်ပါတယ်အားလုံးပဲဘိုင်ဘိုင်ပါနော်